ကျန်းစာထဲမှာဖျားချင်းမြောက်အသုံးပြုရတဲ့အတ္တတာထဲမှာသူတို့ကမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဖျားသခင်ပေါ်မှာယုံကြည်ကြတယ်ဆိုတာမြင်တွေ့ရတယ်ပြီးယုံကြည်ခြင်းနဲ့အသက်ရှင်ကြတယ်ဆိုတာမြင်တွေ့ရတယ်ဒီနေ့မှာနောအေးရဲ့ယုံကြည်ခြင်းနဲ့ပါတာပြီးတော့ကျွန်တော်တို့ဆင်ခြင်ရအောင်နောအေးရဲ့ခေတ်ကာလမှာမြေကြီးပေါ်မှာရှိတဲ့လူတွေကအရန်ဆိုးတွတဲ့အခါမှာဖျားသခင်ကလူကိုဖန်ဆင်းလို့ငါနောင်တရတယ်ဆိုပြီးတော့လူတွေကိုရေလွှမ်းမိုးခြင်းနဲ့ဖြစ်စည်းဖို့အတွက်ပြောတာဖြစ်တယ်အဲ့တော့ဖြစ်စည်းဖို့လုပ်တဲ့အခါမှာဖျားသခင်ကဖြောင်းမတဲ့နောအေးကိုကယ်တင်ဖို့အတွက်နောအေးကိုတင်မောဆောက်ခိုင်းတယ်ဆိုတာမြင်တွေ့ရတယ်အဲ့ဒီခေတ်ကာလမှာနောအေးကတင်မောဆောက်ဖို့ဆိုတာကမဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖျားစကားကိုယုံကြည်ဖို့လည်းအရင်မဖြစ်နိုင်ဘူးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကာလမှာမိုးရွာခြင်းကိုမြင်ရမှရေလွှမ်းမိုးခြင်းလာမယ်ဆိုတာသိနိုင်ပြီဒါပေမဲ့အခုကသူတို့အချိန်မှာကမိုးရွာတာလည်းမမြင်ရသေးဘူးမိုးရွာတာကတော့မမြင်ရသေးဘဲနဲ့ရေလွှမ်းမိုးခြင်းလာမယ်ဆိုတာယုံကြည်ဖို့ကအရင်ခဲရင်းတဲ့အရာဖြစ်တယ်ဒါပေမဲ့နောအေးကအချင်းအနေကမဖြစ်နိုင်တယ်လို့မြင်ရပေမဲ့ဖျားစကားကိုယုံကြည်ခြင်းနဲ့ဖျားသခင်သင်္ဘောကိုစောက်ခိုင်းတဲ့အတိုင်းသင်္ဘောကိုစောက်တယ်ဆိုတော့မြင်လို့ရတာဖြစ်တယ်တရားကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အတ္တတာထဲမှာဘာကိုဆင်ခြင်ရလဲဆိုရင်ဖျားစကားရောက်လာရင်အချင်းအနေနဲ့မဖြစ်နိုင်တယ်လို့မြင်ရပေမဲ့ဖျားစကားပေါ်မှာယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့လိုအပ်တာဖြစ်တယ်ယုံကြည်သူတယောက်ကဖျားစကားကိုယုံကြည်ခြင်းနဲ့အသက်ရှင်ရမှာဖြစ်တယ်ယုံကြည်တယ်လို့ပြောတဲ့အခါမှာအချင်းအနေနဲ့ဖြစ်နိုင်မှယုံကြည်ရတာမဟုတ်ဘူးလွယ်တယ်လို့ထင်တဲ့အရာကိုပဲကျွန်တော်တို့ယုံကြည်ရတာမဟုတ်ဘူးဖျားစကားရောက်လာရင်အခြေအနေနဲ့ဖြစ်နိုင်တယ်လို့မြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့လိုအပ်တာဖြစ်တယ်နိုအေကတော့သူယုံကြည်ခြင်းနဲ့တင်ပေါ်ဆောက်ခဲ့တယ်သူတင်ပေါ်ဆောက်ခဲ့တဲ့အခါမှာအဲ့ဒီတင်ပေါ်အဖြစ်သူနဲ့သူ့ရဲ့မိသားစုဝင်တွေကရေလွှမ်းမိုးခြင်းဘေးကနေလွတ်မြောက်လဲဆိုတော့မြင်တွေ့ရတာဖြစ်တယ်။တင်းတယောက်ရဲ့ယုံကြည်ခြင်းအဖြစ်တင်းမိသားစုကလွတ်မြောက်ခြင်းရမှာဖြစ်တယ်။ဟာလေလုယာဒီမှာနောအေးရဲ့ယုံကြည်ခြင်းသူနဲ့တကွသူ့ရဲ့မိသားစုတွေလွတ်မြောက်ခြင်းရတယ်။ယုံကြည်ခြင်းမရှိတဲ့သူတွေကအဲ့ဒီကာလမှာသူမလွတ်မြောက်ခြင်းမရဘူးဖြစ်တယ်။တင်းအခြေအနေတွေဘလို့ပဲစိုးနေပြီတဲ့အခြေအနေတွေဘလို့ပဲကာဆိုးတွေရောက်လာပါစေတင်းကယုံကြည်ခြင်းရှိတဲ့သူဖြစ်မယ်ဆိုရင်အဲ့ဒီအခြေအနေထဲကနေတင်းကလွတ်မြောက်လာမှာဖြစ်တယ်အဲ့ဒီအခြေအနေထဲကနေတင်းနဲ့တင်းမိသားစုကကဲတင်ချင်းခံစားရမှာဖြစ်တယ်အတိကယုံကြည်ခြင်းရှိဖို့လိုအပ်တယ်ယုံကြည်ခြင်းရှိတဲ့နောအေးတရားအဖြစ်ရေလွှမ်းမှုခြင်းဘေးကနေမိသားစုဝင်တွေအားလုံးကဲတင်ချင်းရတာဖြစ်တယ်ရေလွှမ်းမှုခြင်းဘေးကနေလွတ်မြောက်ခြင်းအခွင့်ကိုရတာဖြစ်တယ်အဲကြောင့်မို့ကျွန်မတင်းနဲ့တို့အတ္တတာချက်မှာယုံကြည်ခြင်းကအရာရေးကြီးဆိုတော့ပြောပြချင်တယ်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ကျမ်းပိုက်တစ်ခုကိုတို့ကဖတ်ရအောင်ဟေပြဩဝါဒစာခန်းကြီး7အငယ်6ယုံကြည်ခြင်းမရှိရင်ဖျားသခင်ဤစိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားသခင်ထံတော်တို့ချင်းကားတော်သူသည်ဖျားသခင်ရှိတော်မူသည်ကို၎င်းကိုတော်ကိုရှာတော်သူကအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်တဲ့ကျမ်းစာထဲမှာပြောထားလဲဆိုယုံကြည်ခြင်းမရှိရင်ဖျားရဲ့စိတ်တော်ကိုနဲ့မတွေ့နိုင်တယ်တဘောကပါလဲဆိုယုံကြည်ခြင်းမရှိတဲ့သူကိုဖျားသခင်အားမရဘူးယုံကြည်ခြင်းမရှိတဲ့သူကဖျားရဲ့စိတ်ကိုမကျေနပ်စေနိုင်ဘူးယုံကြည်ခြင်းရှိတဲ့သူကပဲဖျားရဲ့စိတ်တော်ကိုတွေ့စေနိုင်တယ်ယုံကြည်ခြင်းရှိတဲ့သူကပဲဖျားရဲ့စိတ်ကိုကျေနပ်စေနိုင်တာဖြစ်တယ်ပြီးရင်ကျွန်တော်တို့အတ္တတာထဲမှာပထမဦးဆုံးဘာကိုယုံကြည်ရမလဲဆိုထာဝရဖျားရှိတယ်ဆိုတာကိုယုံကြည်ရမယ်နောက်တစ်ခုကထာဝရဖျားထံကိုတင်သွားရင်အကျိုးရှိတယ်ဆိုတာကိုယုံကြည်ရမယ်တင်ဆုတောင်းတဲ့အခါမှာတင်ရဲ့ဆုတောင်းချက်အဖြစ်ကိုတေချာပေါက်ရမယ်ဆိုတာယုံကြည်ရမယ်တင်ဖျားနောက်ကိုလိုက်တဲ့အခါမှာတေချာပေါက်အကျိုးရမယ်ဆိုတာယုံကြည်ရမယ်ပြီးရင်ဖျားစကားရောက်လာတဲ့အခါမှာဖျားစကားအပေါ်မှာယုံကြည်ခြင်းနဲ့ရှောင်လန်းတဲ့အပေါ်မှာအကျိုးကိုရမယ်ဆိုတာကိုယုံကြည်ရမှာဖြစ်တယ်ယုံကြည်တဲ့သူကိုဖျားခင်ကအကျိုးကိုစပေးတဲ့ဖျားဖြစ်တယ်။အဲကြောင့်တနေ့ကျွန်တော်အတ္တတာထဲမှာဒီနေ့ကစပြီးတော့ယုံကြည်ခြင်းနဲ့အသက်ရှင်ရအောင်ဆိုပြီးတော့ဒီကျမ်းပိုင်းအဖြစ်ခွန်အားပေးခြင်းနဲ့အရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ထူကောင်းကြီးပေးပါစေ။အာမင်။